Hello အားလုံးပဲမင်္ဂလာပါ UK ဖြစ်ပါတယ် UK ဒီနေ့မှာတော့ဘုံတော့ဒီမျိုးတိုင်ပင်ရတဲ့အခါမှာအဆင်မပြေတဲ့သူတွေအတွက်တိုင်ပင်ရဖို့အတွက်အဆင်ပြေတဲ့ app လေးတစ်ခုပြပြချင်တာပေါ့နော်အဲ့ဒါလေးကိုပြပြဖို့အတွက်အရင်ဦးဆုံး UK ရုပ်ပဲဝင်ဆို Chrome ရဲဝင်ပါမယ် Google Chrome ပေါ့နော် Google ထဲဝင်နေပါဖြစ်ပါတော့အခု Chrome ထဲဝင်ပါဆိုအပေါ်ဆုံးမှာရှိတဲ့မှာ animate typing ဆိုတာလေးခုကိုရိုက်ရမှာနော် animate typing ဆိုတာရိုက်ပြီးဆိုအပေါ်ဆုံးမှာရှိရတာလေးနေပွားဆိုလို့ရှိရင်မှာခင်ဗျားတို့ကထောင်းရမယ် UK ကထောင်းတောင်းလို့ခင်ဗျားတို့ကတော့ဒီမှာ open နေတယ်တော့ခင်ဗျားတို့ကထောင်းလိုက်ပါဆိုတော့ပြီးပါတော့နော်အဲ့ထဲရောက်သွားပါပြီရောက်သွားရလို့ရှိရင်အနာကိုတစ်ချက်နေလိုက်ပါဘာမှမတစ်ချက်ပဲနေလိုက်ပေါ့နော်နေပွားဆိုရင်တော့ဒီမှာအကောက်ဖွင့်ခိုင်းတယ်ကောက်ဖွင့်တယ်ဘာမှဖြစ်ပါဘူးအပေါ်ဆုံးဟာလေးနေအမှတို့လားဒါကောက်ဖွင့်တာလေအမှကောက်ဖွင့်တာဘာမှဖြစ်ပါဘူးပေါ်စားဟာနေပွားဆိုလို့ရှိရင်ဒီမှာရိုက်ပြရတယ်နော်ဒါ MFASTF ဆိုပြီးတော့ GKL ဆိုပြီးတော့ဘင်းနာဟာလေးကိုလည်းနေရမယ်ပြီးရင် FF space JJ နော်ပြီး space DDD space KKKK space FF JJ space FF JJ space DD မဆောဆောမှာပါတယ် GKK space DD KK ပြီးရင်နော် sorry မှာတော့ K ပြီးရင် FD space DF D KJ KJ space JK JK space နော် space ပြီးရင် DF JK space DF JK space KJFD space KJFD space JKFD ပြီးမှာဒီကတော့ဒါရလွယ်ပါလေဒါပထမတစ်ချက်တည်းရဆိုတော့သွားလိမ့်မယ်နော်တော်တော်ရှေ့သွားလိုက်ပါ